မျိုးမြတ်တဲ့ပကိုးနဲ့အမျိုးမရိုင်းတဲ့ပကိုးတလိုင်းမေတော်ကြီးပါဖေဟာမင်္ဂလာရှိလာပါတယ်အိမ်တော်မင်္ဂလာဆိုင်တော်မင်္ဂလာရှိုးရလဲပေါ်နှံအတွင်းသို့ကြော့ကန်လို့ကြွာမြန်းတော်မူပါဖေဟာမေတော်ကြီးပါဖျားနဂရိုင်းမေတော်ကြီးပါဖျားတိုင်းရင်သာမူယူရာကကျနာတိကြကပြဝီရာစူတီကမပီကလာကဟန်လီကညီညီညာစူတီကမပီကလာကဟန်လီကညီညီညာမွန်ပြည်နေရမညမွန်တိုင်းမှာရှုသာလူဖြစ်ဘဝမှာကြည်နူးစရာဟုတ်ပဲOh